try မှာပါတယ်ဒီ warehouse ချမ်းပေါ့နော်ဟို intersect လုပ်ပြီးတော့သူရောက်လာတာသူကဘယ်အဆင့်အနေနဲ့ကြာ clean လုပ်ပြီးတော့ရောက်လာတယ်လို့ယူဆပါပေါ့နော်သူ clean တူတာ finish code ကိုသူက convert လုပ်မှာနော် conversion လုပ်မှာဒါတောင်းလဲမှာ manufacturer လုပ်မှာပြီးမှ intersect အနေနဲ့သူကတခြားသောကျွန်တော်တို့ဆိုင်ခွဲတွေကိုတွန်ပြီးတော့ intersect တွန်လုပ်ရမှာပေါ့အဲ့ဒါဆိုရင်ဒီဘက်ကတော့ raw ရယ် clean ရယ် 8 ရယ်ဆိုပြီးကျွန်တော်တို့ကဒါ8ကို unit ကို h base ပေါ့နော်ဒါပေမဲ့ဒီ finish ကိုပိုင်းကြရင်ကျွန်တော်တို့တွေကအသေးဆုံး unit ကဘူးနဲ့လည်းရောင်းနိုင်တယ် 3 နဲ့လည်းရောင်းနိုင်တယ် 8နဲ့လည်းရောင်းနိုင်တယ်ဆိုတဲ့အခြေအနေပေါ့နော်အဲ့ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့တွေကဒီ finish ကိုဒီလို level 3ခုတိဆောက်အောင်နော်တိဆောက်အောင်အဲ့တော့ဟုတ်ပြီကျွန်တော်ကထားပါဒီဝဲရောက်ချမ်းကိုရောက်သွားပြီကျွန်တော် inventory တွေကဒီ reporting နဲ့ store မှာကြီးလိုက်မယ်ကျွန်တော်အကုန်ရှိတဲ့ဟာအဲ့တော့ဒီမှာဆိုရင်ဒါပါတော့ကျွန်တော်ဒီမှာပါရတာပါတော့ just clean ရအပိုင်း90ရှိတယ်ဒါပါတော့ ZMD clean ရအပိုင်း800ရှိတယ်เนาะဒီ90နဲ့ထားပါတော့ဒီကောင်နဲ့ကိုကျွန်တော်ရောတယ်ပဲဆိုပါเนาะကျွန်တော် mix လုပ်တယ်ပဲဆိုပါတော့အဲ့ဒါဆိုကျွန်တော် finish code တစ်ခုထွက်ရမှာပေါ့เนาะအဲ့ဒါဆိုကျွန်တော်က ZMD jet ဆိုပြီးကျွန်တော် product တစ်ခုစောက်လိုက်မယ်เนาะ new ခေါ်လိုက်မယ် new เนาะဒါပါတော့ GUSD just ZMD ဘာလို့သူက just ကိုအဓိကထားတယ်ဆိုတော့ product ကိုဆိုလို့ရเนาะဒါကတော့ဒါ customer နားလေတဲ့ product ထွက်မှာเนาะအဲ့တော့ဒီကောင်ကဘာ product လဲဆိုတော့ကျွန်တော်ဘူးကိုအခြေခံတဲ့ဘူး product ထွက်လိုက်ဟုတ်ပြီအဲ့တော့ဒီ product တိဆောက်တဲ့အချိန်မှာသူက point of sale ကနေလည်းရောင်းနိုင်မှာဆိုင်ခွဲတွေကလည်း point of sale ကနေရောင်းမှထွက်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ကဒီကောင်လေးကိုအမှန်ချက်မယ်နော် point of sale အမှန်ချက်မယ်တိုက်ကတော့ပါလဲဆိုတော့ right ဆိုတဲ့ဟာလေးအဲ့တော့သူကဘယ်လောက်ပါလဲဆိုတော့24ပေါ့နော်တအိမ်မှာ24လေးပါလို့ကျွန်တော်တို့ကယူဆမှာဒီကောင်က trust inventory အမှန်ချက်မယ်အဲဒီကောင်ကပါလဲဆိုတော့ဒါပါတော့ဘူးပေါ့နော် unit of measure ဘူးတက်အဲ့ဒီ category ကတော့ထားပါတော့ကျွန်တော်တို့တွေကသူ့ရဲ့ main ရှိတဲ့ category ထဲပေါ့နော်ဒါပဲဆန်ဆိုလဲဆန်ပေါ့စသည်တွေပေါ့နော်အဲ့လိုပုံစံထွက်လိုက်ပြီးတော့မှ point of sale မှာဆိုလို့ရှိရင်တော့ point of sale ဘယ် category အောက်မှာဝင်ကျင်တာတော့ပေါ့နော်လောတဲ့ကျွန်တော်ရှိတဲ့ဟာတစ်ခုကိုကျွန်တော်ချိန်ပေးလိုက်မယ်နော်ဒီလိုပုံစံထွက်လိုက်အဲ့ဒါပြီးရင်ကျွန်တော်ဒါ save လိုက်မယ် save ပြီးတော့မှကျွန်တော်ဒီကောင်ကဘာလုပ်မလဲဆိုတော့ duplicate run လုပ်လိုက်မယ်ဒီကောင်ကကျတော့ဘာ product လဲဆိုတော့ကျွန်တော်တို့တွေကနော်တူဆိုတဲ့ productသူကျတော့ trust inventory မလို့တော့ဘူးเนาะဒါတွေမထည့်လဲရပြီเนาะဒီကောင်တွေမထည့်လဲရဒီကောင်ကပုံရိပ်ရောင် product အနေနဲ့သုံးပါเนาะပုံရိပ်ရောင် product အနေနဲ့သုံးပါဒီကောင်ကလိုက်မယ်ဒါပါတော့တူဆိုတဲ့ okay အဲ့ဒါပြင်ကျွန်တော် save လိုက်မယ်အဲ့တော့ဒီမှာပါလာပဲဆိုကျွန်တော်တတိရောင်းတိုင်းပေါ့เนาะနောက်ကနေရှစ်ဘူးထွက်ပါဆိုတော့ကျွန်တော် mention လုပ်အောင်အဲ့တော့ကျွန်တော် B1 ဆိုတဲ့ဟာလေးနှိပ်လိုက်မယ်အဲ့တော့ကျွန်တော် new ခေါ်မယ်ဒီကောင်တတိရောင်းတိုင်းပေါ့เนาะ kit เนาะ kit လုပ်တယ်ပေါ့เนาะ component ကဘာကိုထွက်มาလဲဆိုတော့JUSD just ZMD ဒါပါတော့ねဘူးเนาะဒီဘူးဒါ finish ကိုเนาะ finish ကိုအဲ့ဘူးဘယ်နှဘူးထွက်မလဲဆိုတော့10ဘူးထွက်မယ်လို့ကျွန်တော် mention လုပ်လိုက်တာအဲ့ဒါဆိုရင်ကျွန်တော် save လိုက်မယ်ဟုတ်ပြီအဲ့ဒါဆိုရင်ဒါကျွန်တော်ဒီနောက်တစ်ခုပါလို့မယ်24ဒီ8အတွက်ကျွန်တော်ကเนาะ create လုပ်ရမယ်8ဆိုတော့ကျွန်တော်ဒီကောင်ကို duplicate လုပ်လိုက်မယ်အဲ့တော့ဒီကောင်ကိုကျွန်တော်ဗာချိန်မလဲဆိုတော့အဲ့ product ချိန်လိုက်မယ်เนาะအဲ့တော့ဒီကောင်းကိုလည်းအဲ့လိုပဲအဲ့တော့24ဒီတအိတ်ပေါ့เนาะဒီလိုပုံစံချိန်လိုက်မယ်စေးလိုက်မယ်အဲ့တော့ဒီကောင်းတအိတ်ရောင်းတိုင်းပေါ့เนาะ192ဘူးထွက်ပါဆိုကျွန်တော် mention လုပ်ပေးရမယ်အဲ့တော့ B1 စောက်မယ်new ခေါ်လိုက်မယ် kit ပဲ just ZMD ဘူးเนาะဒီဘူး product ဒါ basic product ပေါ့နော်အခြေယူထားတဲ့ productအဲ့ဒီကနေ190နဲ့ပါ2ဘူးထွက်ပါလို့ကျွန်တော် mention လုပ်လိုက်တယ်အဲ့ဒါပြီးတော့ကျွန်တော်က save လိုက်ဟုတ်ပြီနော်အဲ့ဒါဆိုရင်ကျွန်တော်ဒီ product နှစ်ခုကိုကျွန်တော်စောက်ပြီးသွားပြီပေါ့နော်အဲ့တော့တစ်ခုရှိတယ်အဲ့ကောင်နေနဲ့เนาะဒီနဲ့အိတ်နဲ့ဟာရဒီ B1 တွေပေါ့နော် B1 ကိုတခြား company တို့ကျွန်တော်တို့တွေကဒီ configuration တွေတည့်ပေးရအဲ့တခြား company မှာအဲ့ကောင်တွေကရှိနေမှာမဟုတ်အဲ့ဒါဆို manufacturer တွေက product တွေက B1 ကိုလာမယ်ဒီနှစ်ခုပေါ့နော်ဒီနှစ်ခုကိုကျွန်တော် select မှတ်လိုက်မယ်ဒါမှမဟုတ်ရှင်လေထားပါကျန်တာလုတ်ပြီးသားလို့ယူဆလိုက်တာပေါ့နော်ဒီနှစ်ခုကိုကျွန်တော် select မှတ်လိုက်မယ် action တွေကနေ export ပြီးတော့မှဒီမှာ template လေးကျွန်တော်တို့ထုတ်ပေးထားတယ် export ဆိုတဲ့ဟာလေးအဲ့ဒီတိုင်းကျွန်တော်က export ချလိုက်မယ်ဟုတ်ပြီexport ချပြီးပြီဆိုတော့ကြာမှကျွန်တော်ကတခြား company တွေကိုကျွန်တော် icon ကိုလိုက်ထည့်ပေးမှာเนาะဒါပါ sign တက်sign တက်ထဲမှာအခုကျွန်တော် just ဆိုတဲ့ဟာရှာကြည့်လိုက်မရှိဘူးเนาะအဲ့ကြမှာ sign တက်ထဲရမှာเนาะဒီmanufacturing က product တွေက B1 เนาะအဲ့ချိန်မှာကျွန်တော်ကဒီကောင်လေးเนาะတဲက export record ဒီမှာဒီ B1 3ဆိုတဲ့ဟာလေးကျွန်တော်ပြီးတော့မှ import ဆိုတာလုပ်လိုက်အဲ့ဒါဆိုရင် GUSD just ဆိုတဲ့အကောင်เนาะအဲ့အကောင်ရောက်လာပြီဘာတစ်ခုချင်းစီကျွန်တော် live မလုပ်တော့ဘူးဒီကောင် import export ပဲလုပ်လိုက်တဲ့ပုံစံပေါ့เนาะ
အဲဆိုကျွန်တော် sign 1ကိုထည့်ပြီးသွားပြီအဲဆိုပြီးကျွန်တော် sign 2ကိုထည့်မယ်နော်ဟုတ်ပြီအရှင်နဲ့ export 3နော်ဒါကို file ကိုတော့မှတ်မိဖို့လိုရနော်ကိုရဲ့ဒီ file နံပါတ်ဘယ်လောက်လဲဆိုတာ okay JUSD jazz နော်အဲဒါဆိုရင်ဒီလိုပုံစံထွက်သွားဒီ configuration တွေကတော့ကျွန်တော်တို့တွေကဒါ import export လုပ်ပြီးတော့ဒါတင်လိုက်တာပေါ့နော်ဟုတ်ပြီဒီတာဝန်ကဘယ်သူကလုပ်မလဲဆိုတော့ဒါခွဲချမ်းရမှာပေါ့ okay အဲ့ဒါဆိုရင်ကျွန်တော်ဘာစောက်လိုက်တာလဲဆိုတော့အဲ့ဒါ finish ကိုမှာ bool create ဆိုပြီးကျွန်တော် product 3ခုစောက်လိုက်တာနော်စောက်လိုက်တာပြီးတော့မှကျွန်တော်စပြီး bind ပြီပေါ့နော် bind ပြီအဲ့တော့ bind ပြီဆိုတော့ကြာမှကျွန်တော်ကဘာလုပ်မလဲဆိုတော့ဒီ warehouse manufacturing new ခေါ်မယ်ဒီက JUSD ဒါပါတော့ jazz MDD ဒီ bool product ပေါ့နော် basic product ဒါပေမဲ့ကျွန်တော်ကဘာနဲ့ထွက်မှာလဲဆိုတော့24 နဲ့ပဲထွက်အဲ့တော့ကျွန်တော်ပေါင်းမှာက ZMD clean ပေါ့နော် clean အဲဒီကောင်ကထားပါတော့ဒီကောင်10ပေါင်းမယ်ပြီးတော့မှ JUSD just clean ပေါ့နော် just clean က890ရှိရတော့ကျွန်တော်890ပေါင်းမယ်ဒီလိုပုံစံထွက်လိုက်အဲ့ဒါတော့သူကထွက်မှာကထားပါတော့800ထွက်ဒါပေမဲ့100အောင်မှအစွန်းထွက်တွေပို့သေးရပဲဆိုပါတော့12တူပို့တယ်ဆိုရင်100.5ဆိုတာထည့်ရနော်ဒီလိုပုံစံထွက်လိုက်အဲ့လိုမှမဟုတ်ဘူးသူက6တူပဲပို့တယ်ဆိုရင်2.5ထည့်ရမှာပေါ့နော်ဒီလိုပုံစံထွက်လိုက်100.5ဆိုတာထည့်လိုက်okay ဒီလိုပုံစံဒါဆို800နဲ့မှဒါဆို12တူဆိုတဲ့ဟာ system သိလိမ့်မယ်ပေါ့နော်အဲ့တော့ကျွန်တော် confirm ဆိုတဲ့ဟာလေးနှိပ်လိုက်မယ်ပြီးတော့မှ produce all ဆိုတာနှိပ်လိုက်မယ်ဒါဆိုဒါ miss လုပ်တဲ့ဒါ customer ရောက်မဲ့တာ product တခုဒါကျွန်တော်တို့ထွက်သွားတာပေါ့နော်ဒီလိုပုံစံထွက်လိုက်မယ် okay အဲ့ဒါဆိုရင်ကျွန်တော်ဟုတ်ပြီinventory ထဲမှာလာကြည့်မယ်report ဒီနဲ့ကထားပါ location မှာကြည့်မယ်နော်ဒါဆို just ZMD ဆိုဒီမှာနော်100ရဲ့8က100ဒီနေနဲ့ဆို12ဒီပေါ့နော်အဲ့တော့တစ်ခါတလေပေါ့နော်ဒီ just ZMD ဘူးကကျွန်တော်တို့ကရှိပြီးသားဆိုရင်ခဏစောက်စရာမလိုဘူးเนาะအဲ့ဒီကိုပဲကျွန်တော်ခေါ်ပြီးတော့သူ့ရဲ့အပါဝင်တဲ့ quantity ပဲကျွန်တော်တို့ကစားရင်ရမယ်เนาะဒီမှာပါဝင်တဲ့ quantity နဲ့ဒီ output quantity ကိုပဲကျွန်တော်တို့ကဒါကစားရင်ရတယ်ဆိုတဲ့အခြေအနေကိုမှတ်ထားအောင် okay เนาะဒါဆိုရင်ကျွန်တော်တို့ကဟုတ်ပြီဘာလုပ်လိုက်တာလဲဆိုလို့ရှိရင်ဒါသူပုံရိုက်တယ်ခေါ်ပါတော့ miss လုပ်လိုက်ပြီသူကတော့ interface အနေနဲ့ရောင်းမယ်ဆိုရင်သူဘက်ကလည်းလွယ်လွယ်လေးပဲသူကအရောင်းအနေနဲ့ပါ short sign တစ်ကိုရောင်းမယ်ပဲဆိုပါတော့အဲ့တော့သူဘက်ကစဉ်းစားမယ်ဆိုရင်သူက end user ကိုလည်းရောင်းလို့ရရနော်အဲ့တော့သူကအရောင်းဆိုတော့ new ခေါ်မယ်ဒါပါ sign တစ်ကိုရောင်းမယ်နော်ရောင်းမှာတော့ဘာရောင်းမှာလဲဆိုတော့ GUSD just ZND ဘူးဆိုတဲ့ဒါအခြေခံ product ကိုပဲရောင်းမှာနော်သူဘယ်လောက်ရောင်းမလဲဆိုတော့ဒီမှာ unit of measure chain လို့ရတယ်နော် unit of measure chain ပြီးတော့ကျွန်တော်ဒါရောင်းလို့ရတယ်ဒါပါတော့ဒီကောင်းကိုကျွန်တော်က850ပို့တယ်ပေါ့နော်850ပို့အဲ့တော့ဒီချိန်မှာတစ်ခုသိဖို့လိုမယ်ကျွန်တော်တို့တွေကအဲ့တော့ဒီမှာအရင်စေးကောင်းလေးတစ်ဖို့လိုလိမ့်မယ်เนาะဒီမှာ unit price က192တဲ့အဲ့ဆိုဒီ product ကိုကျွန်တော်တစ်ချက်တော့သွားစစ်ဖို့လိုလိမ့်မယ်သူ့ရဲ့ cost ကဘယ်လောက်လဲဆိုတဲ့ဟာဒီအဲ့တော့ဒီကောင်ထွက်နေလိမ့်မယ်เนาะဒီကောင် control C ကျွန်တော်ဒီကောင်ကိုယူလိုက်မယ်เนาะဒါဘယ်ဈေးလဲဆိုတော့ဒီကောင်ကတဘူးဈေးကျွန်တော်တို့က8နဲ့ရောင်းမှာဆိုတော့အဲ့တော့ကျွန်တော်ကဒီကောင်ကို equal အဲ့ကောင်ချလိုက်မယ်ပြီးတော့မှငေါ့192နဲ့ငေါ့လိုက်ရဆိုကျွန်တော်တအိတ်ဈေးရလိမ့်မယ်เนาะတအိတ်ဆိုရင်ဒီဈေးပေါ့เนาะဒီလိုပုံစံထွက်သွားလိမ့်မယ်အဲ့ဒါပြီးတော့မှကျွန်တော်က confirm ဆိုတဲ့ဟာလေးကိုနှိပ်လိုက်မယ်အဲ့ဒီဘက်ကပဲကိစ္စပြီးအောင်လုပ်မယ် deliver လုပ်မယ်ပေါ့နော် short site တက်ကိုပို့ပြီဆိုတော့ validate ဆိုတဲ့ဟာလေးကိုနှိပ်လိုက်မယ် okay ပို့ပြီးသွားပြီပြီးတော့မှ create invoice ဖွင့်မယ် confirm ပေါ့နော် okay ဒါဆိုရင်ဒီ warehouse ဘက်ကပြီးသွားပြီဒါအရောင်းကိစ္စပြီးသွားပြီပေါ့နော်ကုန်တွေလည်းထွက်သွားပြီအဲ့ဒါဆိုရင်sign 1ဘက်ကစဉ်းစားရင် तू ကအဝယ်ထွက်မှာပေါ့နော်အဲ့တော့ sign 1ကိုကျွန်တော်ရွှေ့လိုက်ဒါ sign 1ဘက်ကစဉ်းစားတာနော်အဲ့တော့ purchaseဒါဆိုဟိုဘက်ကပိုးတဲ့ကောင်ဒီဘက်မှာရောက်နေပေါ့နော်ရောက်နေပြီโอเคလောဆယ်တော့ तू ကတော့ဒီမှာဘူးနေနဲ့ရောက်လာတာပေါ့ဘူးနေနဲ့ရောက်လာတာပေါ့နော်အဲ့ဒါလေးတခုတော့တတိထားဖို့လိုလိမ့်မယ်ဒါဆိုလဲဒါတဘူးသေးပေါ့နော်ဒီလိုပုံစံထွက်လိမ့်အဲ့တော့ကျွန်တော်တို့တွေကအုပ်ပြီနော်ဒါမှဒီမှာ8 chain မို့လွယ်ဆိုလဲ8 run chain ပေါ့နော်ဒါပါတော့850ဆိုလဲ850ပေါ့နော်စသည်တယ်ဒါလေးတခုတော့တတိထားဖို့လိုလိမ့်အဲ့တော့ confirm order receive product validate
ကဲဒါပင်ကျွန်တော် create page ဖွင့်မယ်ဘာလုပ်မလဲဆို page လေးထည့်လိုက်မယ်ပြီးလို့ရှိရင် confirm နေလိုက်ဒီလိုပုံစံသွားမယ်ဆိုလည်းဒါကျွန်တော်တို့သွားလို့ရပါဘောနော်ဒါကတော့ဒီ warehouse ဘိုင်းရနော်ကျွန်တော်တို့ဒါလုံးမဲ့ process ကိုဒါနမူနာကျွန်တော်တို့ဒါစမ်းသွားတာပါနော်